အာဆနယ်ကတော့စိတ်ပြက်စရာနိုင်ပွဲကိုဖော်ဆောင်ခဲ့တယ်လို့ပြောရမှာပေါ့အားလုံးမင်္ဂလာပါဝင်းဘော် channel ကနေအားလုံးကိုကြိုဆိုပါရစေမီကီအာတီတာရဲ့အာဆနယ်ကတော့ဒီမင်းညာကရှင်မင်ကစားသွားခဲ့တဲ့ပွဲစဉ်မှာအိမ်ဝင်းအမ်မရိမှာဝူဘာဟန်နန်တင်းကို2ဂိုး1ဂိုးဆိုတော့ရလက်နဲ့စိတ်ပြက်စရာကောင်းတဲ့နိုင်ပွဲတွေကိုဖော်ဆောင်သွားခဲ့တယ်လို့ပြောရမှာပေါ့ဘာလို့လဲဆိုတော့တို့ဒီမင်းညာကကျွန်တော်တို့နဲ့ကန်သွားခဲ့တဲ့ဝူဘာဟန်တော့ဒီနှစ်ရာသီတန်းဆင်းဖို့69.99ရာခိုင်နှုန်းတည်ကြနေတဲ့အသင်းမျိုးနောက်ပြီးဒီရာသီမှာဝူဘာဟန်နန်ကတည်ပွဲ2ပွဲနဲ့ရှုံးပွဲကကျွန်တော်တို့73ပွဲထိရှိနေတဲ့အသင်းမျိုးဒီလိုအသင်းမျိုးကိုအိမ်ဝင်းအမ်မရိမှာမိနစ်80ကျော်နောက်ပိုင်းဒီကိုအသင်းရှိသမျှကစားသမားတွေအားလုံးကိုခံစစ်ကစားပြီးတော့အနိုင်ကိုထင်ရလောက်တဲ့အဆင့်တန်းကအာဆင်နယ်ရှိနေရမယ်အဆင့်တန်းမျိုးမဟုတ်ဘူးဗျဘာလို့လဲဆိုတော့လက်ရှိဒီအသင်းမှာတချို့သောကစားသမားတွေက3-4နှစ်ထက်မကကျွန်တော်တို့ဒီအသင်းရဲ့သွားနေတဲ့ play style နဲ့ကစားနေတဲ့ကစားသမားတွေဖြစ်တယ်နောက်ပြီးဒီနေ့ပွဲတွေမှာတချို့သောကစားသမားတွေရဲ့စူးစမ်းအားထုတ်မှုနဲ့နီးပြရဲ့ပွဲပေါ်မှာချင်းကပ်တဲ့ပုံစံကတကယ်ကိုမှစိတ်ပြတ်စရာလို့တောင်ပြောရမယ်ပထမဦးဆုံးပြောရမှာပါကျွန်တော်တို့ရဲ့နီးပြကြီးမီခေအာဒေတာပါဘာလို့လဲဆိုတော့ကစားသမားတွေအားလုံးကနီးပြရဲ့ညွှန်ကြားချက်တိုင်းပဲကစားနေရတာဆိုတော့နီးပြကကျွန်တော်အတင်းတင်းရဲ့ပဲ့ကန်ရှင်ဖြစ်တယ်ဒီနေ့ပွဲတွေမှာဆိုရင်လည်းမီခေအာဒေတာက1-0ဖြစ်မဲ့အနေအထားမျိုးမှာသူကစားသမားတွေကိုငါတို့ထားပါတော့ဗျာကျွန်တော်ပြောချင်တာကငါတို့ဒီပွဲမှာ1-0နဲ့ငါတို့တော့မလုံလောက်ဘူး1-0မလုံလောက်တဲ့အတွက်ငါတို့3-0 4-0တွင်းရမဲ့အနေအထားမျိုးကိုငါတို့စူးစမ်းရမယ်ဒီလိုမျိုးသူစကားမျိုးကိုကစားသမားတွေခေါင်းထဲကိုသူဘာလို့ရိုက်ထည့်မပေးလဲဆိုတော့ကျွန်တော်နားမလည်ဘူးဗျထားပါတော့ဗျာ3-0 4-0ကဝေးပါတယ်အနည်းဆုံးငါတို့2-0လောက်နဲ့ကစားမယ်ပြီးမှနောက်ပိုင်းကျမှငါတို့အေးအေးဆေးဆေးပွဲကိုထိန်းချုပ်ပြီးတော့ဒီအကောင်းဆုံးကစားမယ်ဒီလိုမျိုးမကစားခိုင်းပါပဲနဲ့ကျွန်တော်မိနစ်80ကျော်နောက်ပိုင်းမှာဆိုရင်ရှိသမျှကစားသမားတွေအားလုံးကိုခံစစ်ကိုစင်းကူပြီးတော့အနိုင်ကိုထိန်းရတဲ့အဆင့်တန်းမျိုးကကျွန်တော်ခုနကပြောခဲ့သလိုပဲဒါအာဆင်နယ်ရဲ့အဆင့်တန်းမဟုတ်ဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီဟာဒီမှာကျွန်တော်တို့တင်းကချန်ပီယံစုကိုရှင်ပြိုင်နေရတယ်ဆိုတာထက်ချန်ပီယံဖြစ်ဖို့အချိန်တန်ပြီလို့တောင်ပြောရမယ်ဘာလို့လဲဆိုတော့ဒီနေ့မှာလိုအပ်တဲ့ဖြည့်တင်းမှုတွေအားလုံးလည်းပြုလုပ်ပြီးတော့လက်ရှိအစုဖွဲ့ရဆိုရင်လည်းကျွန်တော်တို့3-4နှစ်ထပ်မနှဲတဲ့ပေါင်းစည်းမှုတစ်ခုဖြစ်တယ်ဒီပေါင်းစည်းမှုတစ်ခုอ่ะဆိုရင်ကျွန်တော်တို့ချန်ပီယံဖြစ်ဖို့အတွက်လုံလောက်တဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့2-1နဲ့နိုင်ခဲ့တဲ့နောက်ဆက်တွဲမှာကျွန်တော်တို့စိုးချိုးများစွာရှိတယ်ဗျဘာလို့လဲဆိုတော့ဒီညမှာမန်ချက်စတာစီးတီးအသင်းကထားပါတော့ကျွန်တော်ခရစ္စတယ်ပဲလေးကိုသူတို့အဝေးခွင်းမှာ3-1နဲ့နိုင်သွားတဲ့အခြေအနေမျိုးဆိုရင်ကျွန်တော်တို့ထက်ဒီခိုးကွာချကပို့ပြီးတော့များသွားမယ်ကိုကချချက်သူ22ဂိုးထိသူဖြစ်သွားမယ်လက်ရှိချိန်မှာကျွန်တော်တို့ကဒီမန်ချက်စတာစီးတီးနဲ့ကိုကချချက်ကကျွန်တော်တို့ကဂိုး20မန်ချက်စတာစီးတီးက19ကိုကျွန်တော်ကိုကချချက်ကဂိုးပဲရှိတယ်ဆိုတော့ဒီရဲ့နောက်ဆက်တွဲမှာဘာဖြစ်သွားမှာလဲဆိုတော့တကယ်လို့ကျွန်တော်တို့ကဒီမန်ချက်စတာစီးတီးကို2မှတ်ဖြတ်နိုင်တဲ့အနေအထားမျိုးမှာမန်ချက်စတာစီးတီးကယာဂိုးတောင်ဖြစ်နေတယ်ကျွန်တော်တို့ဒီကိုကချချက်ကကျွန်တော်တို့ထပ်တာနေတယ်ဆိုရင်ကျွန်တော်တို့ကဒီပွဲတစ်ပွဲမှာတေရဖို့အတွက်ကျွန်တော်တို့တော့မလုံလောက်တော့ဘာလို့လဲဆိုတော့တေကြသွားရင်ကျွန်တော်တို့ကမန်ချက်စတာစီးတီးနဲ့3မှတ်ပြတ်မယ်အဲ့ချိန်မှာမန်ချက်စတာစီးတီးကနိုင်သွားရင်ရမှတ်2ဆိုရင်မန်ချက်စတာစီးတီးကဂိုးကချချက်ကကျွန်တော်တို့ထက်တာသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အပေါ်ကိုရောက်မယ်ဆိုတော့ပရိသတ်တယောက်အနေနဲ့ကိုသိန်းနိုင်ပွဲရတာတောင်နီးပြကိုအပြစ်ပြောရတယ်ဆိုတာဒါတိတ်တော့အဆင်မပြေလောက်ဘူးပေါ့နော်ဒီလိုပြောလို့လဲကျွန်တော်အာဒီတာကကျွန်တော်တို့ထပ်ပို့ပြီးတော့အများကြီးပို့သိပါတယ်ကျွန်တော်တို့ထပ်အစာပေါင်း3000မကပို့ပြီးတော့လဲတက်ပါတယ်ဒါပေမဲ့တချို့သောအပိုင်းတွေမှာသူဒီထပ်ပို့ပြီးတော့ပိုကောင်းအောင်လုပ်ခဲ့တဲ့တယ်ပေါ့အထူးသဖြင့်ဒီ low block ကစားတဲ့ပုံစံမျိုးဆိုရင်အာဒီတာအနေနဲ့တုံတန်ဂိုးသွင်းမှုခက်ခဲနေတာကဒါဒီနေ့ဒီချိန်ထိပေါ့ပြောရမယ်ဆိုရင်low block တစ်ဖက်တင်းကစားပြီဆိုရင်ဗျာအနည်းဆုံးတော့ကိုအတင်းရဲ့တကယ်ကိုမှကစ်ပါဝါကောင်းတဲ့ကစားသမားတွေထံကနေဒီအဝေးကစ်ကန်ချက်တွေနဲ့ဂိုးရအောင်ကြိုးစားတာမျိုးတော့ပြီးရင်ကျွန်တော်တို့ကစားသမားတွေရဲ့ပုံမှန်ကစားနေကြ position တွေကိုမှနေရာပြောင်းပြီးတော့ကစားခိုင်းတာတို့ဒီလိုမျိုးပုံစံတွေသူလောက်အောင်မယ်နောက်ပြီးဒီလိန်ခောက်ကြော်ဖြတ်မှုအားကောင်းတဲ့ကစားသမားတွေကိုအသုံးပြုပြီးတော့ဒီနေရာလွတ်တွေဖန်တီးတာမျိုးတို့ပြီးရင်အဇေးတို့အိုဒီကတ်တို့လိုကစားသမားမျိုးတွေကိုတပြိုင်နက်ထည့်ပြီးတော့
ဒီဖန်တီးမှုပိုကောင်းအောင်သူလုပ်ခဲ့တင်တယ်ဒါပေမဲ့ဒီတချို့သောပိုင်းတွေမှာသူ့အနေနဲ့ကလည်းလိုအပ်ချက်တွေရှိခဲ့တယ်ဆိုတော့နီးပြားတွေမဟုတ်ဘဲနဲ့တချို့သောကစားသမားတွေမှာလည်းလိုအပ်ချက်များစွာရှိတယ်အထူးသဖြင့်ကျွန်တော်တိုက်စစ်မှာပွဲထွက်လာတဲ့ Beta Yogres ပေါ့Beta Yogres နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တချို့ကတော့သူ့စီမှာဘောလုံးထိချက်များများဆဆမရလို့သူဘာမှလုံးမပြနိုင်သေးဘူးဘာညာပြောတယ်ဆိုပေမဲ့သူကိုယ်တိုင်ကလည်းအာဆင်နယ်သွားနေတဲ့ play style မျိုးလိုက်ပြီးတော့သူကိုယ်တိုင်ကလည်းစူးစမ်းမယ်ဗျ။ Okay ငါစီဘောလုံးမရဘူး။သူတို့ဘယ်လိုကစားနေလဲ။တောင်ပန်ကစားသမားတွေသူတို့ဘယ်လိုကစားနေလဲ။ထားပါတော့ဗျာကျွန်တော်ဒီဘူကာယိုဆာကာဆိုရင် area box ထဲမှာ cross ball တွေအချိန်ပေးပို့တယ်။တစ်ချိန်မှသူကောင်းဒီဂိုးပေါက်တဲမှတ်မှုတော့သူကောင်းလုံးမသွားနိုင်ခဲ့ဘူး။ဒါဟာတိုက်စစ်မှုတယောက်အနေနဲ့မဖြစ်တင်တော့တဲ့အနေထားဖြစ်တယ်။လက်ရှိချိန်မှာလည်းယာဒီဝက်အနေထားတောင်သူရောက်နေပြီ။ဆိုတော့သူ့စီမှာဘောလုံးထိချက်များများမရဘူးဆိုရင်တောင်မှသူကိုယ်တိုင်ကလည်းငါဘလို့အံဝင်ကွင်ကြအောင်စူးစမ်းရမလဲဆိုတာနဲ့ပတ်သက်ပြီးသူကိုယ်တိုင်လည်းအဖြေရှာသိနေပါပြီနောက်ပြီးကျွန်တော်တို့ရဲ့ကပတိန်ကြီးမာတင်အိုဒီကတ်ပေါ့အိုဒီကတ်ကိုကြည့်မယ်ဆိုရင်လည်းအိုဒီကတ်လည်းဘာဖြစ်လို့ဖြစ်ချင်နေမှမသိတဲ့ပုံစံမျိုးကိုဖြစ်နေတယ်သူဒီဘောလုံးရပြီဆိုရင်သူဂိုးကန်သွင်းတယ်ပြီးရင်သူကန်သွင်းလိုက်တဲ့ဘောလုံးတိုင်းဟာဂိုးပေါက်တဲဖို့နေနေတာအပေါ်ထောင်ကန်နဲ့မထောင်ကန်ကျွန်တော်ဘေးကိုရောက်နေတယ်အိုဒီကတ်ကလည်းကျွန်တော်ဒီပနစ်ကဒဏ်ရပြီးကြတယ်ကျွန်တော်ခြေစွမ်းပိုင်းကျလာတာဒီနေ့ဒီအချိန်ထိပဲသူကောင်းတယ်သူတပွဲတလေသူကောင်းတယ်ပြီးရင်ကျွန်တော်ပြန်ပြီးတော့3-4ပွဲလောက်သူဒီပုံမှန်ခြေစွမ်းအောင်ပြန်ရောက်သွားတယ်အိုဒီကတ်စီကနေကျွန်တော်အရင်လိုကျွန်တော်ဒီဂိုးရနိုင်မဲ့အခွင့်အရေးမျိုးဖန်တီးပေးပို့မှုတွေကျွန်တော်တို့မတွေ့ရတော့ဘူးဆိုတော့မာတင်အိုဒီကတ်အနေနဲ့ကလည်းဒီထက်ပိုကောင်းအောင်စူးစမ်းဖို့လိုအပ်နေပြီဆိုတော့ဒီနေ့ပွဲမှာရသွားတဲ့ဂိုးတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမိနစ်90မှာဆိုရင်ကျွန်တော်ဘူကာယိုဆာကာရဲ့တကယ်မှကောင်းမွန်တဲ့ဒီဒေါင်းကန်ဘောပေးပို့မှုကနေကျွန်တော်တို့ OG ဖြစ်ပြီးတော့ကျွန်တော်ဂိုးရသွားတယ်အဲ့နောက်ပိုင်းမှာဆိုရင်ကျွန်တော်ဒီဝူဘာဟန်တန်ကဒီမိနစ်80ကျော်နောက်ပိုင်းမှာခုနပြောခဲ့သလိုပဲတကယ်ကိုမှတိုက်စစ်ဖွင့်ကစားပြီးတော့မှဂိုးရအောင်ကြိုးစားပြီးဒီမိနစ်90မှာကျွန်တော်ဥဆောင်ကိုရသွားတယ်တစ်ဖက်တစ်ကိုးဒီဖြစ်သွားတယ်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီကန်ကောင်းထောင်းမစွာနဲ့ပဲကျွန်တော်ဘူကာယိုဆာကာထပ်ပြီးတော့ဒီ cross ball ပေးပို့ရကနေတစ်ဆင့်ထပ်ပြီးတော့ကျွန်တော်တို့ဒီ OG ထပ်ဖြစ်သွားတယ်ဆိုတော့ဘူကာယိုဆာကာတာမရှိရင်ဒီနေ့ပွဲကကျွန်တော်တို့သေချာတယ်ကျွန်တော်တို့အသင်းဘလို့မှနိုင်ပွဲရစရာအကြောင်းမရှိဘူးကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်တို့ဂိုးရဖို့အတွက်ဆိုရင်ဆာကာကိုပဲမီကိုနေရတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့ဒီလိုမျိုးဒီအနေအထားမျိုးကို Mikel Arteta အနေနဲ့အကောင်းဆုံးအဖြေရှာပြီးတော့နောက်ပွဲစဉ်တွေမှာဒီထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးပြသနိုင်အောင်လှုံ့ဆော်တင်ပါကြောင်းသုံးသက်တင်ဆက်ပေးလိုက်ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ